သောမေတ္တာမှန်ကန်သောသစ္စာချောက်စီရုပ်လာမသက်ဆိုင်မှာမြဲခိုင်မှာမပြောင်းပြတ်နိုင်ပါလောကလာသစ္စာတရားပွေရှာဘယ်မှာတွေ့နိုင်မှာယူဆများစရာတချို့ကတော့နှလုံးသားထဲမှာရှာတချို့ကဒါယုတ်လက္ခဏာကိုယ်ကိုယ်မှာကသာတရားကိုယ်နုပညာပါကိုယ်ရဲ့ခံစားမှုများကိုယ်ဖန်တီးမှုများသာမမြူတွေပါဖွာကြောက်သားတို့စင်ခိုင်မှာမြင့်မြတ်သောအလားရဲ့သစ္စာပါ